မြန်မာရုပ်မြင်သံကြားပရိသတ်များမင်္ဂလာပါရှင်။အပတ်စဉ်တင်ဆက်ပေးနေကြဖြစ်တဲ့တပတ်အတွင်းနိုင်ငံတကာသတင်းအစီအစဉ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်ရှင်။ထိုင်းဝန်ကြီးချုပ်အနုတင်ရှန်ဘီရာကူဦးဆောင်တဲ့အစိုးရအဖွဲ့အသစ်ရဲ့အမည်စာရင်းကိုထိုင်းဘရင်မြတ်ကပြီးခဲ့တဲ့သတင်းပတ်ကထုတ်ပြန်ခဲ့ပြီးနောက်ဝန်ကြီးချုပ်ဦးဆောင်တဲ့အစိုးရအဖွဲ့ရဲ့စံသစ္စာကျင်းဆိုခြင်းအခမ်းအနားကိုဘန်ကောက်မြို့ရှိဒူစင်နန်းတော်မှာရိုးရာယဉ်ကျေးမှုအစဉ်အလာအခမ်းအနားများဖြင့်ပြီးခဲ့တဲ့တနင်္လာနေ့ညနေပိုင်းမှာကျင်းပခဲ့ပါတယ်။ထိုင်းဘရင်မဟာဘာဂျီယာလောင်ကုန်းရဲ့ရှေ့မှောက်မှာထိုင်းဝန်ကြီးချုပ်ဦးဆောင်တဲ့အဖွဲ့ဝင်35ဦးပါဝင်တဲ့အစိုးရအဖွဲ့ရဲ့ကျန်းသစ္စာကျင်းဆိုခြင်းအခမ်းအနားကိုကျင်းပခဲ့တာဖြစ်ပါတယ်။အဆိုပါအခမ်းအနားကိုထိုင်းဝန်ကြီးချုပ်ဒုတိယဝန်ကြီးချုပ်များဝန်ကြီးများနဲ့ဒုတိယဝန်ကြီးများတက်ရောက်ခဲ့ပါတယ်။အသက်59နှစ်အရွယ်ရှိဘွန်တိုင်းထိုင်းပါတီမှာအနုတင်ရှန်ဘီရာကူဟာပြီးခဲ့တဲ့မလကကျင်းပခဲ့တဲ့လွှတ်တော်မှာအနိုင်ရရှိခဲ့ပြီးနောက်ထိုင်းနိုင်ငံရဲ့ဝန်ကြီးချုပ်အဖြစ်ဒုတိယသက်တမ်းမှာပြန်လည်ရွေးကောက်တင်မြှောက်ခြင်းခံရသူဖြစ်ကြောင်းသိရှိရပါတယ်ရှင်။ဇီနန်တင်ပို့တဲ့နိုင်ငံများအဖွဲ့ Open နဲ့၎င်းရဲ့မဟာမိတ်အဖွဲ့များဖြစ်တဲ့ Open Plus တို့ဟာမေလအတွင်းရေနံထုတ်လုပ်မှုကိုတနေ့ကိုစီပေါင်း2,600,000 ခန့်တိုးမြင့်ထုတ်လုပ်ဖို့ဆုံးဖြတ်ခဲ့ကြောင်း Open မှကြေညာခဲ့တယ်လို့သိရပါတယ်။ဆော်ဒီအာရေဗီးယား၊ရုရှား၊အီရန်၊အာရပ်စော်ဘွားများပြည်ထောင်စု၊ကူဝိတ်၊ကာဇက်စတန်၊အယ်ဂျီးရီးယားနဲ့အိုမန်တို့တက်ရောက်ခဲ့တဲ့အွန်လိုင်းအစည်းအဝေးတစ်ခုအပြီးမှာအဆိုပါဆုံးဖြတ်ချက်ကိုကြေညာခဲ့တာဖြစ်ပါတယ်။ကမ္ဘာဈေးကွက်အခြေအနေများနဲ့အလားအလာများကိုပြန်လည်သုံးသပ်ခဲ့ကြပါတယ်။လက်ရှိအရှေ့အလယ်ပိုင်းမှာဖြစ်ပွားနေတဲ့ပဋိပက္ခများကြားမှာလွတ်လပ်တဲ့စွမ်းအင်ထောက်ပံ့မှုများကိုတည်ဆောက်စေရန်အတွက်နိုင်ငံတကာရေလမ်းကြောင်းများကိုထိန်းသိမ်းကာကွယ်ဖို့အလွန်အရေးကြီးကြောင်းလေ Open Plus နိုင်ငံရှင်းနိုင်ငံကဆွေးနွေးပွဲမှာအလေးပေးပြောကြားခဲ့ပါတယ်။ဒါအပြင်စွမ်းရည်အခြေခံအဆောက်အအုံများကိုတိုက်ခိုက်ခံရခြင်းအပေါ်စိုးရိမ်ပူပန်မှုများကိုလည်းဖော်ပြခဲ့ပြီးဒါဟာအလုံးစုံထောက်ပံ့ရရှိနိုင်မှုကိုထိခိုက်စေကြောင်းနဲ့ပျက်စီးသွားတဲ့စွမ်းအင်များကိုအပြည့်အဝစွမ်းအင်ကိုပြန်လည်ရောက်ရှိစေဖို့အတွက်ကုန်ကျစရိတ်များပြီးအချိန်ကြာမြင့်နိုင်ကြောင်းအလေးပေးပြောကြားခဲ့ပါတယ်။နောက်ထပ်ဆုံးဖြတ်ချက်များချမှတ်ရန်မေလ3ရက်နေ့မှာထပ်မံတွေ့ဆုံရန်စီစဉ်ထားကဖေဖော်ဝါရီလ28ရက်နေ့ကစတင်ခဲ့တဲ့အရှေ့အလယ်ပိုင်းပဋိပက္ခဟာဒေသတွင်းစွမ်းအင်စီစဉ်မှုကိုပြင်းထန်စွာအနှောက်အယှက်ဖြစ်စေခဲ့ပြီးရေနံစိမ်းနဲ့တန့်စင်ပြီးတဲ့ထုတ်ကုန်တင်ပို့မှုများတိတိကျကျကျဆင်းခဲ့ကြောင်းလည်းသိရှိရပါတယ်ရှင်။အမေရိကန်အမျိုးသားအာကာသအေဂျင်စီ NASA ရဲ့ထုတ်ပြန်ချက်အရ Artemis 2အာကာသစီမံကိန်းမှာလိုက်ပါသွားတဲ့အာကာသယာဉ်မှူး4ဦးဟာလူသားမျိုးနွယ်သမိုင်းတစ်လျှောက်ကမ္ဘာကနေအဝေးဆုံးအကွာအဝေးကိုရောက်ရှိခဲ့တဲ့စံချိန်သစ်ကိုတင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ဒါဟာ1980ပြည့်နှစ်ကအပိုလို30ခရီးစဉ်ကတင်ထားတဲ့စံချိန်ကိုကျော်ဖြတ်ခဲ့တာဖြစ်ပါတယ်။အခုလ6ရက်နေ့မှာ NASA အာကာသယာဉ်မှူး4ဦးဟာကမ္ဘာကနေမိုင်ပေါင်း2,46,655 အကွာအဝေးကိုရောက်ရှိခဲ့တာဖြစ်ပါတယ်။ဒီခရီးစဉ်အတွင်းအာကာသယာဉ်မှူးများဟာလကမ္ဘာပေါ်မှာအသစ်တွေ့ရှိခဲ့တဲ့ဇိုင်းခွက်များကိုအမည်ပေးဖို့အဆိုပြုခဲ့ကြပါတယ်။၎င်းတို့စီးနင်းလာတဲ့အာကာသယာဉ်ကိုအဆွဲပြုပြီးဇိုင်းခွက်တစ်ခုကို Interrati လို့အမည်ပေးခဲ့သလိုနောက်ထပ်ဇိုင်းခွက်တစ်ခုကိုတော့2020ပြည့်နှစ်မှာကွယ်လွန်ခဲ့တဲ့အဖွဲ့ခေါင်းဆောင်ဝီဝိုင်မန်ရဲ့ဇနီးဖြစ်သူကိုဂုဏ်ပြုတဲ့အနေနဲ့ခါရိုးလို့အမည်ပေးခဲ့ပါတယ်။အမေရိကန်ဦးဆောင်တဲ့နိုင်ငံတကာ Artemis စီမံကိန်းအရာအာကာသယာဉ်မှူးများလိုက်ပါသွားတဲ့အာကာသယာဉ်ဟာလရဲ့ဆွဲငင်အားနယ်ပယ်တွေကိုစတင်ဝင်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။ NASA အနေနဲ့2028ခုနှစ်မှာလပေါ်ကိုအာကာသယာဉ်မှူးများဆင်းသက်နိုင်ဖို့ကြီးမှန်းထားတာဖြစ်ပါတယ်။အာကာသယာဉ်မှူးများအနေနဲ့အာကာသယာဉ်အတွင်းလေဖိအားကျဆင်းမှုမျိုးဖြစ်ပေါ်လာပါက6ရက်တိုင်တိုင်အသက်ရှူနိုင်မဲ့အာကာသဝတ်စုံများကိုအမြန်ဆုံးဝတ်ဆင်နိုင်ဖို့လေ့ကျင့်သွားမှာဖြစ်ကြောင်းလည်းသိရှိရပါတယ်ရှင်။တရုတ်နိုင်ငံဟာကမ်းလွန်လေးစွမ်းအင်တိစောက်တပ်ဆင်ရေးကဏ္ဍမှာကမ္ဘာကျော်9နှစ်ဆက်တိုက်ပထမအဆင့်မှာရပ်တည်လျက်ရှိကြောင်းတာဝန်ရှိသူတဦးကဧပြီလ4ရက်နေ့ကပြောကြားခဲ့ကြောင်းသိရပါတယ်။တရုတ်နိုင်ငံရှိကမ်းလွန်လေတာပိုင်များရဲ့ယူနစ်တစ်ခုတည်းစွမ်းရည်ဟာကမ္ဘာဦးဆောင်အဆင့်မှာရှိနေစေဖြစ်ကြောင်းတရုတ်လျှက်စစ်စွမ်းအင်ရဲ့စရင်အင်းနဲ့ Digital ထောက်လှမ်းရေးဌာနရဲ့လက်ထောက်ညွှန်ကြားရေးမှူးဝူလီချင်းကပြောကြားခဲ့ပါတယ်။ပြည်တွင်ထုတ်လုပ်သူများကထုတ်လုပ်ထားတဲ့20မဂါဝက်လေတာပိုင်များစွာကိုလေပတ်မှုအဆင့်မှထားရှိထားပြီးကမ္ဘာအကြီးဆုံး26မဂါဝက်လေတာပိုင်ကိုနိုင်ငံအရှေ့ပိုင်းရှန်တုံးပြည်နယ်မှာချိတ်ဆက်ဓာတ်အားလိုင်းလျှက်စစ်ဓာတ်အားထုတ်လုပ်ဖို့အတွက်တာဝန်ပေးအပ်ခဲ့ပြီး၎င်းနည်းပညာရဲ့အဓိကစွမ်းဆောင်ရည်ဟာဒီပါမော်ဒယ်များတဲ့တိတိတသာတာလွန်ကြောင်း၎င်းကပြောကြားခဲ့ပါတယ်။အဓိကပင်မဝက်ဦးများ
ကွန်ပျူတာများနဲ့ဂီယာဘောက်စ်များကဲ့သို့အဓိကအစိပ်ပိုင်းများထုတ်လုပ်ရေးဟာဒေသအတွင်းကိုအပြည့်အဝရောက်ရှိစေခဲ့ပြီးလွတ်လပ်စွာထိန်းချုပ်နိုင်တဲ့စက်မှုလုပ်ငန်းကွင်းဆက်အတွက်အဓိကစွမ်းရည်ကိုအားကောင်းစေခဲ့ကြောင်း၎င်းကပြောကြားခဲ့ပါတယ်။ဒီစိန်ထဲမှာပဲတရုတ်နိုင်ငံရဲ့ကမ်းလွန်လေးစွမ်းအင်ကဏ္ဍဟာပင်လယ်နက်ပိုင်းနဲ့ပင်လယ်အဝေးပိုင်းဒေသများအတွင်း၎င်းရဲ့တိုးချဲ့မှုကိုအရှိန်မြင့်တင်လျက်ရှိပါတယ်။အစင်းမြင့်နည်းပညာအမျိုးမျိုးဟာဒီဒေသများမှာအလုံးဝေးလံတဲ့ဓာတ်အားပို့လွှတ်မှုရဲ့စိန်ခေါ်မှုများကိုထိရောက်စွာဖြေရှင်းနိုင်ပြီးကမ်းလွန်စွမ်းအင်ရဲ့ကြီးမားအားကောင်းတဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက်ထောက်ပံ့ပေးပါတယ်။ဒါဟာကမ္ဘာလုံးဆိုင်ရာကမ်းလွန်လေးစွမ်းအင်လုပ်ငန်းအတွက်အစင်းမြင့်နည်းပညာများနဲ့ဖြည့်ရှင်းချက်များကိုဆက်လက်ပံ့ပိုးပေးစီမှာဖြစ်ကြောင်းသိရှိရပါတယ်ရှင်။ဗီယက်နမ်နိုင်ငံဟိုစီမင်းမြို့ဟာလာမယ့်ဧပြီလကုန်မှာဘက်ထရီလဲလှယ်ရေးစခန်းပေါင်း3000အထိအပြီးသတ်နိုင်ဖို့အတွက်အစိမ်းနဲ့တပြေးညီအပြင်းထန်ကြိုးပမ်းနေရကြောင်းသိရပါတယ်။လက်ရှိမှာတော့ကြီးမန်းချက်ရဲ့9ပုံတပုံကန်ဖြစ်တဲ့စခန်းပေါင်း400ကျော်ကိုသာတက်ဆင်နိုင်သေးတာကြောင့်လုပ်ငန်းများကိုအရှိန်မြင့်တင်ဖို့မြို့ပြဆောက်လုပ်ရေးဌာနကတိုက်တွန်းထားပါတယ်။မြို့လေကောင်ကသွာလာရလွယ်ကူတဲ့လမ်းမကြီးများမှာဘက်ထရီလဲလှယ်တဲ့အဆောက်အအုံများကိုစတင်တက်ဆင်နေတာကြောင့်ဒေသခံများရဲ့စိတ်ဝင်စားမှုကိုလည်းရရှိနေပါတယ်။ပညာရှင်တွေရဲ့အဆိုအရတက်ဆင်ထားတဲ့အရှိန်အဟုန်ထက်ပိုပြီးစိုးရိမ်ရတာကစနစ်တကျစီမံခန့်ခွဲမှုမရှိဘူးဆိုရင်ဒီစနစ်ကိုကြည်ကြဲပြန့်ပြန့်အသုံးပြုလာတဲ့အခါဘေးကင်းလုံခြုံရေးဆိုင်ရာပြဿနာများပေါ်ပေါက်လာနိုင်တာပဲဖြစ်ပါတယ်။ကုမ္ပဏီတစ်ခုချင်းစီကကိုယ်ပိုင်စနစ်တွေအတိုင်းအသုံးပြုနေတာမျိုးမဖြစ်စေဖို့အတွက်မြို့တော်အနေနဲ့ပေါင်းစည်းထားတဲ့နည်းပညာစံနှုန်းများကိုအမြန်ဆုံးသတ်မှတ်ပေးဖို့လိုအပ်ပါတယ်။အဲဒီလိုမှမဟုတ်ရင်လုပ်ငန်းတွေထိရောက်မှုမရှိတာနဲ့ကိုယ်ရချိတ်ဆက်မှုအပိုင်းမှာအခက်အခဲများရှိလာနိုင်ပါတယ်။အခုအခါမှာတော့လုပ်ငန်းအရှိန်အဟုန်မြန်ဆန်ဖို့တာမကဘေးကင်းလုံခြုံမှုနဲ့စံနှုန်းသတ်မှတ်ချက်အပိုင်းတွေကရောအမိလိုက်နိုင်ပါမလားဆိုတာဟာအဓိကစိန်ခေါ်မှုဖြစ်လာခဲ့ကြောင်းသိရှိရပါတယ်ရှင်။ဂျပန်နိုင်ငံမှာလာမယ့်နွေဦးရာသီအလုပ်အကိုင်ရှာဖွေကြမယ်။ဘွဲရလူငယ်အသစ်များအတွက်အလုပ်အကိုင်ဈေးကွက်ဟာအားသာချက်ရှိနေစေဖြစ်ပေမယ့်နာမည်ကြီးကုမ္ပဏီတချို့ကတော့ AI နည်းပညာအသုံးပြုလာတာကြောင့်ဝန်ထမ်းသစ်ခေါ်ယူမှုကိုလျှော့ချဖို့စီစဉ်နေကြောင်းသိရပါတယ်။ Mitsubishi Electronics ဟာ AI နဲ့ Digital စနစ်တွေကြောင့်လုပ်ငန်းခွင်ပုံမထိရောက်မှုရှိလာခဲ့ပြီးဝန်ထမ်းသစ်ခေါ်ယူမှုကို20%ခန့်လျှော့ချကာလူဦးရေ950ဝန်းကျင်သာခေါ်ယူတော့မှာဖြစ်ပါတယ်။ Central Japan Railway ကတော့ဝန်ထမ်းခေါ်ယူမှုကို30%အထိလျှော့ချပြီး430ခန်းသာခန့်အပ်သွားမှာဖြစ်ပါတယ်။ကူဘိုတာစက်မှုလုပ်ငန်းဟာလည်းပြီးခဲ့တဲ့နှစ်တွေကဝန်ထမ်းအလုံးလောက်ခန့်အပ်ထားပြီးဖြစ်လို့အခုနှစ်မှာ40%အထိလျှော့ချက280ခန်းသာခေါ်ယူဖို့စီစဉ်နေပါတယ်။အခုလိုမျိုးဆက်သစ် AI နည်းပညာများလျင်မြန်စွာတိုးတက်လာတာကြောင့်ကုမ္ပဏီတွေဟာဘွဲရလူငယ်အသစ်တွေနဲ့အတွေ့အကြုံရှိပြီးသားပညာရှင်များကြားအချိုးအစားညီမျှစွာခန့်အပ်ဖို့ပုံမစဉ်းစားလာကြတာဖြစ်ပါတယ်။ကျွမ်းကျင်သူများရဲ့အဆိုအရအနာဂတ်ရဲ့လုပ်သားတူမှာမိမိဘာသာစင်ခေါ်မှုအသစ်များကိုဖော်ထုတ်နိုင်စွမ်းနဲ့အကြံအလတ်များကိုမှန်ကန်စွာစစ်ဆေးနိုင်စွမ်းရှိဖို့ကအလွန်အရေးပါလာမှာဖြစ်ကြောင်းသိရှိရပါတယ်ရှင်။တရုတ်နိုင်ငံအနောက်တောင်ပိုင်းစီချွမ်ပြည်နယ်စန်တူမြို့ရဲ့စိုက်ပျိုးရေးလုပ်ငန်းခွင်များမှာဒရုန်းများဟာလယ်သမားများနဲ့အတူရှင်တွဲပြီးဟင်းသီးရွက်များကိုလက်လက်ဆက်ဆက်ခုစောကဓာတ်ရိုက်ပို့ဆောင်ပေးနေပြီဖြစ်ပါတယ်။အရင်ကလိုဟင်းသီးရွက်တွေကိုတည်ယူဖို့လူဒါမှမဟုတ်ကားတွေကိုစောင့်ဆိုင်နေစရာမလိုတော့ပဲစိုက်ခင်းတွေထဲမှာပင်စီစဉ်ထားတဲ့အသေးစားလေးစိတ်တွေစီကိုဒရုန်းတွေကဓာတ်ရိုက်ပို့ဆောင်ပေးနေတာဖြစ်ပါတယ်။ဟင်းသီးရွက်တွေတင်ဆောင်ထားတဲ့ဒရုန်းဟာ4ကီလိုမီတာအကွာအဝေးကို9မိနစ်အတွင်းအရောက်ပြန်တန်းနိုင်ပြီးခွဲခြားထုတ်ပိုးရေးစင်တာများကိုတိကျစွာဆင်းသက်နိုင်ပါတယ်။ဒေသတွင်းမှာစီချံပြည်နယ်အတွင်းမှာဆိုရင်မှာယူတဲ့နေ့မှတင်အရောက်ပို့ပေးနိုင်တယ်လို့ပြည်နယ်ပြင်ပကိုတော့နောက်တစ်နေ့မှတင်အရောက်ပို့ဆောင်ပေးနိုင်တာဖြစ်ပါတယ်။အခုအခါမှာဒရုန်းတွေဟာပိုးသက်စေဖြန့်ခြင်းမျိုးစေ့ချခြင်းကနေတည်ယူပို့ဆောင်ရေးအထိစိုက်ပျိုးရေးလုပ်ငန်းစဉ်တိုင်းမှာအရေးပါတဲ့အစိပ်ပိုင်းတစ်ခုဖြစ်လာခဲ့ပြီးဖြစ်ပါတယ်။စန်တူမြို့မှာဆိုရင်အခုလိုအနှိမ့်ပြန်တက်မှုစီးပွားရေးကဏ္ဍတွေမှာလုပ်ကိုင်နေတဲ့ကုမ္ပဏီပေါင်း900ကျော်ရှိနေပြီဖြစ်ကြောင်းလည်းသိရှိရပါတယ်ရှင်။တူရကီနိုင်ငံရှိနက်ရှိဥလိုဒီရီဒေသမှာနွေရာသီချိန်ကရောက်ရှိလာတာနဲ့အမျှရီပါကျူလီပန်းများဟာလှပစွာစတင်ပွင့်လန်းနေပြီဖြစ်ကြောင်းသိရပါတယ်။အဆိုပါကျူလီပန်းများဟာအောက်ကိုကွင်းညွတ်ပြီးခေါင်းလောင်ပန်းပုံစံဖြစ်ကအယောင်ကတော့အဝါရောင်အနီရောင်လိမ္မော်ရောင်အစင်းများရှိကြပြီးရက်ပေါင်း20ကြာတိုင်အောင်ပွင့်လန်းနေတာဖြစ်ပါတယ်။
အဆိုပါဘဏ်ဟာနွေရာသီရဲ့အထိမ်းအမှတ်သင်္ကေတတရက်လည်းဖြစ်ပြီးထိမ့်သိမ်းဆောက်ရှောက်ထားလျက်ရှိကခုစွတ်ပါကတူကီရဲငွေလီတာ9သိန်းအထိတန်ကြေးပေးဆောင်ရမှာဖြစ်ပါတယ်။၎င်းဘဏ်များဟာပင်လယ်ရေမျက်နှာပြင်အထက်မြင့်မားတဲ့နေရာများမှာပါရောက်ရှင်သန်လျက်ရှိပြီးအပူချိန်မြင့်တက်ချိန်မှာတော့သတင်းပတ်3ပတ်မှ4ပတ်တိုင်အောင်လှပစွာဆက်လက်ပွင့်လန်းလျက်ရှိကြောင်းသိရှိရပါတယ်ရှင်။ဟုတ်ကဲ့ပါအခုတို့ရဲ့တပတ်အတွင်းနိုင်ငံတကာသတင်းအစီအစဉ်ကိုဒီမှာပဲရန်နာခွင့်ပြုပါရှင်မြန်မာရုံမြင်တန်းကြားပရိသတ်များကိုယ်စိတ်နှပြချမ်းမှချမ်းသာတော်မူကြပါစေရှင်။